没用嘛，我အောက်တန်းကြရဲ့လို့ရလဲငိမ့်မလို့ဘူးကွာဟုတ်တယ်မလားပြီးတော့ငိမ့်သားလေးရှိရဲ့အတွက်ကြောင့်မလို့တသားလေးအတွက်ကိုပဲငိမ့်ရကြည့်ရဲပေါ့နော်အဲကြောင့်ငိမ့်ရတသားလေးအတွက်ကိုကြည့်ရဲဟိုတသားလေးကြောင်းတက်မယ်ပေါ့နော်ရှေ့အထိကိုငိမ့်ရတွေးပြီးတော့ပေါ့နော်နိဖာနေကြိုက်တဲ့သူနဲ့ဖောက်ပြန်ငါစိတ်ဝင်စားဘူးငါသားလေးအတွက်ပဲငါကြည့်ရဲ့အတွက်ကြောင့်မလို့ငါနဲ့နေနေတော့မကွဲပေးနိုင်ဘူးလို့ညှိတယ်ပေါ့နော်အဲ့ဒါကိုသူတို့ကရှေ့ဆက်တိုးတယ်ဒါတော့သူတို့တမိုင်းကွာတိလားသူတို့တမိုင်းကိုသူတို့ရေးတာငင်းရတော့အေးစစ်စစ်ပဲဘာမှမဖြစ်ဘူးအဲ့အတွက်ကြောင့်မလို့တသားလေးနဲ့ငိမ့်နဲ့ပျော်ရှင်လဲရှိပါမယ်ပျော်ရှင်လဲရှိဆက်ပြီးတော့သွားပါမယ်ဒါတော့လာပြတာပါလူတွေစိတ်ပူနေကြလို့ပေါ့နော်စိတ်မပူပါနဲ့ငင်းရအေးစစ်ပဲဖြစ်ပါတယ်လို့ပြောချင်ပါတယ်ကျွန်တော်ပြောချင်တာသူပြောတာတခုမကြိုက်လို့ပေါ့နော်ဟိုစမှုတခုကြောင့်စမှုတခုမလောက်ရလို့တင်မလားအားကြောင့်ကြိုက်တာမဟုတ်ပါဘူးပြောချင်တာသူ့ကိုပြောပါကျွန်တော်ပြောပါတယ်အကုန်ပြောပြပါတယ်ကွာရှင်းမဲ့ကိစ္စလည်းကျွန်တော်ပြောပြီးပါပြီပြီးတော့ကလေးတွေလည်းတောင်းဝင်ယူမယ်ပေါ့နော်ကျွန်တော်အလုပ်ရှာမယ်အလုပ်ရှာပြီးတော့အလုပ်လုပ်လို့ရတဲ့ငွေနဲ့သားလေးကိုထောက်ပံ့မယ်လို့ပြောပါတယ်ကျွန်တော်ကလေးကိုကျွန်တော်နဲ့ရတဲ့ကလေးကိုကျွန်တော်တောင်းဝင်ယူမယ်လို့ကျွန်တော်ပြောပါတယ်သူ့ပဲမယူတာသူ့ကျွန်တော်မပေါင်းဘူးပေါ့နော်သူ့ကိုကျွန်တော်မချစ်ဘူးလို့ကျွန်တော်ပြောတယ်တရားဝင်လည်းမယူထားဘူးသူကတရားဝင်ယူထားလည်းမဟုတ်ဘူးတရားဝင်ယူထားလည်းမဟုတ်ဘူးပေါ့နော်လူသိရှင်ကြားဖြိုးရပဲရှိမယ်ဗျာသူ့ကိုမလုပ်ချင်တာလူသိရှင်ကြားဖြိုးရပဲရှိမယ်ဗျာဒီမှာတရားဝင်ယူထားမဟုတ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်သူ့ကွာရှင်းမှုကိစ္စပြောတယ်သူကကွာရှင်းပေးနိုင်လို့တော့ပြောရပြီဒါမဲ့လည်းကျွန်တော်ကလေးကိုတော့ကလေးကိစ္စကိုကျွန်တော်တောင်းယူပဲကလေးကအခုမှ6လပဲရှိသေးရတော့ဗျာတင်မှာကလေးက6လပဲရှိသေးရဲ့အားကြောင့်ကလေးကရမ်းငယ်သေးရဲ့ကလေးကိုတောင်းဝင်ယူမယ်လို့ပြောပြီးတော့ကျွန်တော်ခေါ်ထားလို့လည်းအဆင်မပြေဘူးပေါ့နော်ကလေးကိုကျွန်တော်ခေါ်ထားလို့အဆင်မပြေဘူးကလေးတစ်နှစ်ပြည့်ရင်တော့ကျွန်တော်ခေါ်ထားမယ်လို့ပြောတယ်ကလေးကနှုံးမပြတ်သေးဘူးပေါ့နော်အားကြောင့်မို့သူ့ကိုတခြားပြောပြတာပါတယ်သူကမကွာရှင်းပေးရပါကျွန်တော်စမှုတစ်ခုလောက်ရဖို့အတွက်နဲ့အဲ့လိုသူ့မလောက်ရလို့တဲ့သူ့မလောက်ရလို့ငါ့ကိုစိုက်တာတဲ့မဟုတ်ပါဘူးအဲ့လိုမျိုးလည်းမဟုတ်ပါဘူးပြောတာလူတယောက်ကိုချစ်ဖို့ကလည်းမလွယ်ပါဘူးပေါ့နော်ချစ်ဖို့ကမလွယ်ဘူးတကယ်ပါအဲ့ဒါလေးကျွန်တော်ပြောပြတာပါဟာချစ်ဖို့ကမလွယ်ကျွန်တော်